Hello အားလုံးပဲမင်္ဂလာပါရှင်ဒီတက် page လေးကနေပြောကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးထဲမှာပေါ့နော်ကျွန်တော်ကစက်ချုပ်ပညာရပ်ကိုလေ့လာတဲ့အခါမှာအခြေခံလိုအပ်တဲ့ပစ္စည်းလေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်အဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကြည့်လိုက်ကြရအောင်ကျွန်တော်တို့ပေါ့နော်ထိုင်ပေါ့စနလက်မှာပေးတယ်ပေါ့နော်ဒီဟာအကြည်လေးရှိတယ်ပေါ့နော်ဒါမျိုးကြောက်ကြောပေးတယ်ပေါ့နော်ဒီဘက်ကအဖြူလေးနဲ့ဒီဘက်ကအကြည်လေးကျွန်တော်တို့ကတော့အဲ့ဒီပေးတယ်ကိုသုံးတယ်ပေါ့နော်ကျွန်တော်တို့ကစင်တီနဲ့ချုပ်တာဖြစ်တဲ့အတွက်ဒီကောင်လေးကိုအသုံးပေးတာလေးတစ်ချောင်းရှိဖို့လိုအပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကဒါတွေက giant white တဲ့အခါမှာသုံးတာပေါ့နော်ဒီလိုပျော့လေးပေါ့နော် jelly ပေးတယ်လို့ခေါ်တယ်ဒီလိုပျော့လေးတစ်ချောင်းလိုအပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အတွက်ပုံဆွဲတဲ့အခါမှာလိုအပ်တယ်ပေါ့နော်အကွေးတွေအ white တွေအဲ့ဒါလေးတွေကိုသုံးဖို့အတွက်ပေကွေးလေးတစ်ချောင်းလိုအပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကစင်တီမီတာဖြစ်တဲ့အတွက်ဒီပေတန်းက2မျိုးလာတယ်ပေါ့နော်ဒါကတော့လုံးဝကိုကျွန်တော်နည်းနည်းလေးသုံးလာကြတော့လည်းမှိန်နေပေါ့နော်သူကကျတော့2မျိုးလာတယ်တစ်ဖက်မှာတချို့ဟာတွေကကျတော့လက်မပါတယ်ပေါ့တချို့ဟာတွေကကျတော့ကျွန်တော်စင်တီနီးနဲ့ပဲတော်တာဖြစ်တဲ့အတွက်ဒါက 5cm ပေလန်တစ်ပြားပေါ့နော် 5cm 60 စင်တီအပြည့်ပါတဲ့ဟာတစ်ချောင်းလိုမယ်တချို့ဟာတွေကကြလို့ရှိရင်လက်မနဲ့ပါလာရှိပေါ့နော်အဲ့ဒါကိုတော့ကျွန်တော်တို့ကမသုံးဘူးစင်တီသမားဖြစ်တဲ့အတွက်ပေါ့နော်ပြီးလို့ရှိရင် guide ပေးတယ်ပေါ့နော် guide ပေးတယ်ကတော့ guide ပေးတဲ့တစ်ချောင်းပေါ့နော်လိုအပ်မယ်ပေါ့နော်ဒီကောင်ကတော့မရှိမဖြစ်ကြီးတော့မဟုတ်ဘူးကိုကရေရှည်ရွယ်ထားတယ်ဆိုလို့ရှိရင်เนาะဒါမျိုးလေးတစ်ချောင်းလေးလိုအပ်တယ်ပေါ့နော်ပြီးလို့ရှိရင်တန်ပေကွေးလေးတစ်ချောင်းလေးလိုအပ်မယ်ပေါ့နော်ဒါကကြတော့ထမိန်လေးပါလေချုပ်တဲ့အခါမှာစားဖို့ပေါ့နော်လက်အကွေးပါညာလေးစားတဲ့အခါကြလို့ရှိရင်လည်းအသုံးပြုတယ်ဒီကောင်လေးတစ်ချောင်းလေးလိုအပ်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်တို့မရှိမဖြစ်လိုအပ်မဲ့အရာလေးပေါ့နော်ခနာကိုတိုင်းတဲ့အခါမှာသုံးမယ်ခါကျိုးချီတဲ့ကျိုးလေးတစ်ချောင်းပေါ့နော်ဒါကတော့ဖဲကျိုးဆိုလဲရတယ်ပေါ့နော်ဒါကျွန်တော်ကတော့မွေးနေ့ဒီမှာထည့်ပေးတဲ့ဟာလေးကိုလုပ်ထားတာပေါ့နော်ဒါတော့အဆင်ပြေတာသုံးလို့ရပါတယ်ပြီးလို့ရှိရင်ပီကျိုးခနာကိုတွေတိုင်းဖို့အတွက်တိုင်းဓာတ်တွေတိုင်းဖို့အတွက်ပီကျိုးတစ်ချောင်းလိုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပတ်တန်ဆွဲတဲ့အခါမှာသုံးမယ်လိမ်ဘိန်းလေးပေါ့နော်ဒီလိုမျိုးပေါ့နော်ဒီလိုလိမ်ဘိန်းလေးတစ်ချောင်းလိုအပ်မယ်ပြီးလို့ရှိရင်ပတ်တန်ဆွဲတဲ့အခါမှာအသုံးပြုဖို့အတွက်ကျွန်တော်တို့ကတိတ်ခုံနဲ့တိတ်ကြီးနဲ့ပေါ့နော်အဲ့ဒါလိုအပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကကကြီးကကျွန်တော်တို့ကကကြီးကိုတော့နှစ်ချောင်းထားရပေါ့နော်ဒါပေမဲ့ကိုကအခုမှဆက်လေးလာမဲ့သူတွေအတွက်ဆိုလို့ရှိရင်တစ်ချောင်းထားလိုက်ရတယ်ဒါကအစညက်တဲ့ကကြီးပြီးလို့ရှိရင်ကျွန်တော်တို့ကပတ်တန်နေနဲ့တော့တာဖြစ်တဲ့အတွက်ပတ်တန်တွေကိုဖြတ်ဖို့အတွက်ဒါပတ်တန်စက်ကူညက်တဲ့ကကြီးပေါ့နော်စက်ကူညက်တဲ့ကကြီးတစ်ချောင်းလိုမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဘာလို့လိုအပ်မလဲဆိုလို့ရှိရင်ပုံဆွဲတဲ့အခါမှာလိုအပ်မှာပေါ့နော်ခဲတန်တို့ဆော့ပန်တို့ခဲဖြက်တို့အဲ့ဒါတွေလည်းလိုအပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကအထည်ချုပ်တဲ့အခါကျလို့ရှိရင်ပတန်ဆွဲတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကပေါင်းနှုံမြောက်စားတွေလုပ်တယ်ပေါ့နော်အဲ့ဒါကတော့ကကူလေတာကတော့မရှိမဖြစ်ကြီးတော့မဟုတ်ဘူးပေါ့နော်ဖုန်းနဲ့အသုံးပြုတဲ့ဆိုလို့ရှိရင်လည်းဖုန်းမှာလည်းပါတယ်လေနော်ကကူလေတာမဝယ်လဲတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့အပြင်ဒီလိုမျိုးကကူလေတာနဲ့ပဲအသုံးပြုတယ်ဖုန်းကကြာလို့ပါပြီးလို့ရှိရင်စာအုပ်ပေါ့နော်ကိုလေးလာမဲ့ဘာသာရပ်ကိုပေါ့နော်မှတ်ဖို့အတွက်ပေါ့နော်မျိုးမှတ်စုစာအုပ်လေးပေါ့ကျွန်တော်တို့ကတော့ဒါမျိုးလေးနဲ့မှတ်ပါတယ်ရှင်ဒီလိုမျိုးလေးမှတ်ပါတယ်ရှင်ဆိုလို့ရှိရင် notes တအုပ်လိုအပ်မယ်ပြီးလို့ရှိရင်စာရွက်ပေါ့နော်စာရွက်ကတော့အဖြူနဲ့အညိုဆိုပြီး2ခုလာတယ်အများသုံးကျွန်တော်သုံးတာတော့အဖြူပဲသုံးတယ်ပေါ့နော်ဒါပေမဲ့ဒီအဖြူကနောက်ပိုင်းမှာအခုဆိုတရွက်ကို900လားမသိဘူးဖြစ်တော့ဈေးကြီးတဲ့ခါကျတော့ကိုအင်ကြီးတွေကိုချုပ်လို့ရှိရင်တော့ဒါပဲဒီအညိုပေါ့နော်အညိုပဲသုံးတယ်ပေါ့နော်အိမ်ရလူတွေဆိုတော့အညိုပဲသုံးတယ် customer အတွက်ဆိုလို့ရှိရင်တော့ဒီအဖြူလေးသုံးတယ်ပေါ့ဒါအပြက်ပေါ့နော်နမူနာပြရတာနော်ပြီးလို့ရှိရင်နောက်ထပ်ဘာလို့အမလဲဆိုတဲ့ခါကျတော့မင်ကန်ပေါ့နော်မင်ကန်လို့အမယ်မင်ကန်ဆိုလို့ရှိရင်เนาะဒီမှာ83လုံးအဲ့ဒီတစ်စိတ်ဖဲသုံးပါတယ်ရှင်ဆိုလို့ရှိရင်ဒါကတော့ကိုပေါ့နော်တကယ်လို့ဝါသနာပါတယ်လိလာမယ်ဆိုလို့ရှိရင်ဒီပစ္စည်းလေးတွေကတော့မရှိမဖြစ်ကိုဝယ်တင်နေပေါ့နော်ရှိတင်တဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတော့ဆုံးပြကြပါမယ်တတား